တင်ရှောက်ဖိန်ဆိုတာတရုတ်ပြည်သူတွေကိုအရန်ကြီးတဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီးငတ်မုတ်ခေါင်းပေါင်းနေတဲ့တရုတ်နိုင်ငံတော်ကြီးကိုကယ်တင်ဖို့အတွက်အပြောင်းအလဲတွေစတင်ပြုလုပ်ခဲ့ပါသည်။ပထမဦးဆုံးပြောင်းလဲခဲ့တဲ့ပုံစံကတော့ Open Door Policy လို့ခေါ်တဲ့တကားဖွင့်ဝါဒကိုကျင့်သုံးတာပါ။ပြည်ပနိုင်ငံတွေနဲ့ကုန်သွယ်ခွင့်ရလာတဲ့အချိန်မှာတော့တရုတ်နိုင်ငံရဲ့တိုးတက်မှုကကြောက်ခမန်းလေးကိုမြင့်တက်သွားခဲ့ပါသည်။တရုတ်နိုင်ငံဆိုတာနယ်မြေဧရိယာလေးကျယ်ဝန်းသလိုလူဦးရေလည်းအများဆုံးနိုင်ငံဖြစ်ပါသည်။တင်ရှောက်ဖိန်ခေါင်းဆောင်တဲ့အစိုးရဟာတကားပွင့်ဝါဒကိုကျင့်သုံးလိုက်တဲ့အချိန်မှာတော့နိုင်ငံတကာမှာရှိတဲ့ယင်းနှိမ့်မြုပ်နှံသူတွေကအလုံးရင်းနဲ့ရောက်လာပြီးတရုတ်နိုင်ငံကလည်းကမ္ဘာစက်ယုံကြီးတစ်ခုလိုဖြစ်သွားခဲ့ပါသည်။တင်ရှောက်ဖိန်အစိုးရလက်ထက်မှာတော့စီးပွားရေးကဏ္ဍကိုမြင့်တင်ခဲ့တဲ့အပြင်ပညာရေးကိုအရေးသွေးမြင့်လာအောင်အားပေးခဲ့တဲ့အစိုးရဖြစ်ပါသည်။1960အကျော်မှာတော့ပညာရေးကဏ္ဍရဲ့အဆင့်အမြင့်ဆုံးလို့ပြောလိုက်ရင် UK ပညာရေးနဲ့ US ပညာရေးတို့ကထိပ်ဆုံးကပြေးနေခဲ့တာပါ။ US နိုင်ငံဆိုတာကလည်းပညာရေးထုံးကားသလိုစီးပွားရေးနဲ့ပတ်သက်ပြီးအခွင့်အလမ်းများစွာရှိနေတာကြောင့်တရုတ်အစိုးရကလည်းဒီအချက်ကိုအခြေခံပြီးအမေရိကန်နိုင်ငံကိုပညာတော်သင်အများပြားစေလိုခဲ့ပါသည်။အမေရိကန်နိုင်ငံကနေပဲတရုတ်ပညာရှင်အများပြားပြည်ရင်းကိုပြန်ရောက်လာချိန်မှာတော့နှစ်ပေါင်း60အတွင်းမှာကမ္ဘာထိပ်တန်းစူပါပါဝါနိုင်ငံအဖြစ်ကိုရောက်ရှိသွားခဲ့ပါသည်။